မျိုးသမီးတစ်ယောက်ဟာသွားပေါက်ဖာဖို့အတွက်သွားဆရာဝန်စီရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူမတွေ့လိုက်ရတဲ့ဆရာဝန်ကတော့တခုခုထူးခြားနေတယ်လို့ပါပဲဆရာဝန်ဟာသူမရဲ့မျက်နှာကိုမြင်ချင်းပါတယ်မေ့ဆေးပမာဏကိုပုံမှန်ထက်ပိုတိုးပြီးပေးလိုက်ပါတယ်။အနားမှာရှိတဲ့သူနာပြုကတခုခုထူးဆန်းနေတယ်လို့ရိပ်မိပေမဲ့ဘာမှတော့မမေးရဲခဲ့ပါဘူး။ခဏအကြာမှာတော့ဆရာဝန်ကသူမကိုပြန်လို့ရပြီလို့ပြောလိုက်ပေမဲ့မေ့ဆေးအရှိန်ကြောင့်သူမရဲ့စိတ်တွေဟာဝေဝါးလာပြီးသတိလစ်တလို့ဖြစ်သွားခဲ့ပါတယ်။ဒီအချိန်မှာတော့ဆရာဝန်ဟာသူ့ရဲ့စိတ်ရိုင်းတွေကိုမထိန်ချုပ်နိုင်တော့ဘဲလူနာအပေါ်မဖွဲမရာတွေစတင်လှုပ်ဆောင်ပါတော့တယ်။သူမဘာမှပြန်မတုံ့ပြန်နိုင်တာကိုကြည့်ပြီးဆရာဝန်ဟာပိုပြီးတော့တောင်စိတ်လှုပ်ရှားနေခဲ့ပါတယ်။စက္ကန့်20လောက်အကြာမှာတော့ဆရာဝန်ဟာသူ့ကိုယ်သူပြန်ထိန်းလိုက်နိုင်ပြီးမေ့ဆေးအရှိန်ပြေလာတဲ့အမျိုးသမီးကလည်းတဖြည်းဖြည်းသတိပြန်ရလာပါတယ်။ဆရာဝန်ဟာဘာမှမဖြစ်ခဲ့သလိုမျိုးဟန်ဆောင်ပြီးသူမကိုချော့မော့ဖို့ကြိုးစားခဲ့ပါသေးတယ်။သူမဟာအခန်းထဲကနေအမြန်ထွက်လာခဲ့ပြီးအပြင်မှာစောင့်နေတဲ့သူမရဲ့ချစ်သူစီကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့ဘာမှမပြောနိုင်ခင်မှာတင်သူမဟာချစ်သူရဲ့ရင်ခွင်ထဲကိုသတိလစ်လဲကျသွားခဲ့ပါတယ်။ဆရာဝန်ဟာလည်းသူချွတ်ထားခဲ့တဲ့အဝတ်စားတွေကျန်းပြင်ပေါ်မှာကျန်နေခဲ့တာကိုမြင်လိုက်ရတဲ့အခါဘာလို့ရမှန်းမသိပဲထိတ်လန့်သွားပါတော့တယ်